ဤကျေးရွာတွင်သွားဖြူသူမှန်သမျှကိုထူးဆန်းသူများဟုသတ်မှတ်ကြသည်သို့တော်လူတစ်ယောက်၏သွားများကပို၍မဲမောင်လေးလေးထိုသူသည်ပို၍ခန့်များသည်ဟုယုံကြည်ကြလေဖြစ်သည်တနေ့တွင်သူတို့လေးဦးသည်ပုံမူဆွဲဆောင်မှုရှိစေရန်အတွက်ဈေးသို့အတူတူသွားခဲ့ကြသည်သူတို့သည်သူတို့၏သွားအယောင်ကိုပုံမူမဲမောင်အောင်ပြုလုပ်ပြီးလူအများရှေ့တွင်သူတို့၏ကြက်တရေကိုထုတ်ဖော်ပြသခဲ့ကြသည်ဆန်သည်အလွန်ယုံကြည်မှုရှိဖြင့်ဈေးထဲတွင်လမ်းလျှောက်ခဲ့ပြီးမိန်းကလေးတော်များများ၏အာယုံဆိုင်မှုကိုအလွယ်တကူရရှိခဲ့သည်ကျဲ၏ပြောင်းလဲခြင်းမရှိသောအနက်ရောင်သွားများကလည်းလူအများကိုမနာလိုဖြစ်စေခဲ့သည်တတိယမြောက်မျိုးသားဖြစ်သူအဲလက်ဆိုလျင်လူငယ်မိခင်များကြားတွင်အိုင်တော်တဦးပင်ဖြစ်သွားခဲ့သည်သို့သောမက်၏အလှည့်သို့ရောက်သောအခါသူ၏တောက်ပဖြူဖွေးနေသောသွားများကိုမြင်ပြီးလူတိုင်းထိတ်လန့်သွားကြသည်လူများသည်အလွန်ကြောက်လန့်သွားကြပြီးထွက်ပြေးကြတော့သည်မက်သည်ဤတုံ့ပြန်မှုကိုမြင်ပြီးဇဝေဇဝါဖြစ်ကာစိတ်မကောင်းဖြစ်သွားခဲ့သည်ထို့နောက်သူ၏တငယ်ချင်းတစ်ယောက်ကဒီမှာကသွားမင်းရောင်ကခစ်စားနေတာလေမင်းရဲ့သွားတွေကဘာလို့ဖြူနေရတာလဲဟုမေးမြန်းခဲ့သည်မက်ကအေးအေးဆေးဆေးပင်ပြန်လဲဖြေကြားခဲ့သည်မှာဘာလို့လဲဆိုတော့ငါကသွားတိုက်ဆေးနဲ့သွားတိုက်လို့လေ